နို့သည်အစိုးဖြစ်လျက်ပင်ကိုသားတို့အားကောင်းသောအရာကိုပေးတတ်လျင်ထိုမြမကကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဆုတောင်းသောသူတို့အားကောင်းသောအရာကိုသာ၍ပေးတော်မူမည်မဟုတ်လောရှင်မသက်ခန်းကြီး9အငယ်7သင်တို့သည်ငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်သွား၍တည်ကြည်သောအသီးကိုတီးမိအကြောင်းနှင့်ငါနာမကိုအမိပြု၍ခမည်းတော်မှာတောင်းသမျှတို့ကိုရမည်အကြောင်းသင်တို့ကိုငါခန့်ထား၏ရှင်ယောဟန်ခန်းကြီး15အငယ်16ယုံကြည်ခြင်းပါလျက်ပတနာပြု၍ဆုတောင်းသမျှတို့ကိုသင်တို့သည်ရကြလိမ့်မည်ဟုမိန့်တော်မူ၏ရှင်မသက်ခန်းကြီး21အငယ်20ထို့ကြောင့်ငါဆိုသည်ကားသင်တို့သည်ကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်ရှင်မာကုခန်းကြီး7အငယ်24သင်တို့သည်ငါ၏နာမကိုအမိပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်အကြောင်းမူကားခမည်းတော်သည်သားတော်အားဖြင့်ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်းရှင်ယောဟန်ခန်းကြီး14အငယ်73ထာဝရဘုရား၌ကိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ဇာလံ138ပိုက်ငယ်8ကိုးကွယ်ရမဲ့သောသူတို့ဆုတောင်းခြင်းအကြောင်းကိုမထီမဲ့မြင်မပြုသူတို့၏ပတ္ထနာကိုမှတ်တော်မူလိမ့်မည်ဇာလံ102ပိုက်ငယ်19ကိုရောကိုကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောစောင့်ရှောက်တော်မူခြင်းကိုခံရ၍ဝမ်းမြောက်သည်နှင့်ကြွေးကြော်ကြပါစေသောနာမတော်ကိုချစ်သောသူတို့သည်ကိုရောကြောင့်ဝမ်းသာရွှင်လန်းခြင်းရှိကြပါစေသောဇာလံ9ပိုက်ငယ်7ဆောင်ရွက်เสียအမှုရှိသမျှကိုစ조사အားထုတ်၍ဆောင်ရွက်လောအကြောင်းမူကားသင်ယခုသွား၍ရောက်ရလက်တန့်သောအယက်တီးဟုသောမရဏနိုင်ငံ၌လှုပ်ဆောင်ခြင်းမရှိကြံစီခြင်းမရှိသိပ္ပံအတ္တမရှိပညာမရှိပါတကားဒေသနာကျခန်းကြီး9အငယ်30ယေရှုကလည်းသင်တို့ကိုအဘယ်သူမျှမလှည့်ဖျားစေခြင်းကတတိပြုကြလောအများသောသူတို့ကငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖျားကြလိမ့်မည်သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောသတင်းစကားကို၎င်းကြားရကြလိမ့်မည်သို့တော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းကတတိပြုကြလောထိုအမှုအရာများသည်ဖြစ်ရမည်သို့တော်လည်းအဆုံးသည်မဖြစ်သေးလူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရံပဲပြုကြလိမ့်မည်အရရတို့နဲ့အစာခေါင်းပါခြင်းကာလနာများပြခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုအမှုအရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦးပင်ဖြစ်တည်းထိုကာလ၌လူများတို့သည်သင်တို့ကိုညှင်းဆဲခြင်းအသေးသက်ခြင်းကိုခံစေခြင်းကအနှံ့ကြလိမ့်မည်ငါ၏နာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်သင်တို့ကိုမုန်းကြလိမ့်မည်ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းသို့ရောက်၍အချင်းချင်းတယောက်ကိုတယောက်အနှံ့ကြလိမ့်မည်အချင်းချင်းမုန်းကြလိမ့်မည်မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်အကျဉ်သူသည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်ရှမသက်ခန်းကြီး24အငယ်4မှ73မြေကြီးပေါ်မှနေသောသူအသီးဘာသာစကားကိုပြောသောလူမျိုးနွယ်ခတ်သိမ်းတို့အားထာဝရဧဝံဂေလိတရားကိုဟောရသောကောင်းကင်တမန်တစ်ပါးကဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့တရားစီရင်တော်မူသောအချိန်ရောက်လာပြီကောင်းကင်မြေကြီးသမုတ်တရားနှင့်စမ်းရည်တွင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအတန်နှင့်ပြောဆို၍ကောင်းကင်အလယ်၌ပြန်ဝဲလျက်ရှိသည်ကိုငါမြင်၏ကောင်းကင်တမန်တစ်ပါးကလည်းဘာဖြစ်လို့မြို့ကြီးပြိုလဲပြီးမိမိမတရားသောမြေထုံ၏အစိတ်အတောက်တီးဟုသောစပြည့်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဘာဖြစ်လို့မြို့ကြီးပြိုလဲပြီးဟုလိုက်၍ပြောဆို၏ထိုမှတပါတတိယကောင်းကင်တမန်ကအကျဉ်သူသည်တားရဲနှင့်သူ၏ရုပ်ထုကိုကိုးကွယ်၍သူ၏တစိမ့်လက်မှတ်ကိုနှစ်ဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပြည့်ရည်စစ်ကိုတောက်ရလိမ့်မည်တန်ရှင်းသောကောင်းကင်တမန်တို့ရှေ့သိုးတငယ်ရှေ့တွင်ကပ်နှင့်ရောသောမိထဲမှပြင်းစွာသောညှင်းဆဲခြင်းကိုခံရလိမ့်မည်ထိုညှင်းဆဲခြင်းမိခိုးသည်ကဘာအဆက်ဆက်တက်လျက်ရှိ၏တားရဲနှင့်သူ၏ရုပ်ထုကိုကိုးကွယ်၍သူ၏နာမတစိတ်လက်မှတ်ကို
ခံတော်သူတို့သည်နေညမပြတ်သက်သာမရကြဟုလိုက်၍ကြီးသောအတန်နှင့်ပြောဆို၏ဘုရားသခင်၏ပြည့်ညတ်တို့ကို၎င်းယေရှု၏ယုံကြည်ခြင်းကို၎င်းစောင့်ရှောက်သောတန်ရှင်းသူတို့သည်ဤအရာ၌တည်ခံเสียအကြောင်းရှိ၏ဗျာဒိတ်အခန်းကြီး14အငယ်6မှ12အိုးရေငတ်သောသူအပေါင်းတို့ယေရှိရာသို့လာကြလောငွေမရှိသောသူတို့လာကြဝယ်၍စားတောက်ကြလောငွေမပါဘဲအဖိုးကိုမပေးဘဲလာ၍စပြည့်ရည်နှင့်နှုတ်ကိုဝယ်ကြလောအစာမဟုတ်သောအရာအဖို့တင်တို့ငွေကို၎င်းအမွတ်မပြေနိုင်သောအရာအဖို့တင်တို့ဥစ္စာကို၎င်းအဘဲကြောင့်ကုန်စေကြသည်။ငါစကားကိုစစ်စစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလော့။သင်တို့၏ဝိညာဉ်သည်ချိုသောအရာတို့၌မိမိကိုမိမိမွေ့လျော်စေလိမ့်မည်။နူးညွတ်သောနားနှင့်ငါထံသို့လာကြလော့။နားထောင်ကြလော့။သို့ပြုလျင်သင်တို့၏ဝိညာဉ်သည်အသက်ရှင်ရလိမ့်မည်။ငါသည်လည်းသင်တို့နှင့်ထာဝရပြည့်ညင်ပြု၍ဒါဝိဒ်၌မြဲမြံသောကျေးဇူးတော်ကိုသင်တို့အားငါပေးမည်ဟေရှေယ55အငယ်1မှ3သင်တို့သည်ကပန်းစည်းလက်စီမီထွန်းလက်နေသဖြင့်သခင်သည်မိလာဆောင်ပွဲမှပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမည်ကိုမျော်လင့်၍နေသောကျွန်ကဲ့သို့ရှိနေကြလော့အကျဉ်ကျွန်တို့သည်စောင့်လျက်နေသည်ကိုသခင်သည်ပြန်လာ၍တွေ့၏ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏ငါအမှန်ဆိုသည်ကားသခင်သည်ကပန်းစည်းလက်ကျွန်တို့ကိုစပွဲ၌လျောင်းစေပြီးမှကိုယ်တိုင်လာ၍သူတို့အားလှုပ်ကြွေးလိမ့်မည်နှစ်ချက်တည်းအချိန်ဖြစ်စေသုံးချက်တည်းအချိန်ဖြစ်စေသခင်သည်လာ၍ထိုတို့တွေ့လျင်ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏အိမ်ရှင်သည်တကိုးလာမည့်အချိန်နာရီကိုသိရလျင်မိမိအိမ်ကိုမထွန်းမဖောက်စေခြင်းကစောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏ထို့ကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလောအကြောင်းမူကားသင်တို့မထင်မှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ဟုမိန့်တော်မူ၏လုကာခန်းကြီး7အငယ်35မှ40အခါကောင်းကင်နိုင်ငံတော်သည်ကမင်္ဂလာဆောင်လူလင်ကိုခရီးဥကျပြုအပ်သောငါမိခွက်ကိုကန်ယူ၍ထွက်သွားသောသူတို့သမီးတစ်ကြိမ်နှင့်တူ၏ထိုသူတို့သမီးတို့တွင်9ယောက်သည်ပညာတတိရှိကြ၏9ယောက်မူကားအမိုက်ဖြစ်ကြ၏မိုက်သောသူတို့သည်မိခွက်တို့ကိုသာယူ၍စီကိုမယူကြပညာတတိရှိသောသူတို့မူကားမိခွက်နှင့်တကွဘူး၌ပါသောစီကိုလည်းယူကြ၏မင်္ဂလာဆောင်လူလင်သည်မလာဘဲနေစဉ်ထိုသူတို့သမီးအပေါင်းတို့သည်ငတ်၍အိပ်ပျော်ကြ၏တကောင်ရန်၌ကြည်ပါမင်္ဂလာဆောင်လူလင်သည်လာပြီးခရီးဥကျပြုခြင်းကထွက်သွားကြကုန်ဟုကြွေးကြော်လျင်ထိုသူတို့သမီးအပေါင်းတို့သည်ထ၍မိခွက်များကိုပြင်ဆင်ကြ၏မိုက်သောသူတို့ကငါတို့စီမီသေးပါပြီသင်တို့စီကိုနင်းငယ်ပေးပါဟုပညာရှိသောသူတို့အားတောင်းကြ၏ပညာရှိသောသူတို့ကလည်းသင်တို့အဖို့နှင့်ငါတို့အဖို့စီမလောက်ထို့ကြောင့်စီရောင်းသောသူရှိရာသို့သွား၍ကိုသုံးဖို့ဝယ်လျင်တာ၍ကောင်းသည်ဟုပြန်ပြောကြ၏ထိုသူတို့သည်စီဝဲသွားသည့်အခိုက်အတန့်တွင်မင်္ဂလာဆောင်လူလင်သည်လာ၍အသိရှိနေသောသူတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျင်တကားကိုပိတ်ထားကြ၏ထို့နောက်ကျွမ်းသောသူတို့သမီးတို့သည်လာ၍အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြသောအရှင်ကလည်းငါအမှန်ဆိုသည်ကသင်တို့ကိုငါမသိဟုပြန်ပြောလေ၏တို့ဖြစ်၍လူသားသည်ကြွလာအပ်သောနေ့ရက်အချိန်နာရီကိုသင်တို့သည်မသိသောကြောင့်စောင့်နေကြလောရှမသက်ခန်းကြီး25အငယ်1မှ73